လေခြင်းနေခလတ်ဘယ်နဲ့ဘယ်လိုမတိနဲ့အောင်မင်းမလာသေးဘူးမင်းမလာမကိုင်းမဆုံးလို့အာခေအောင်ချစ်တဲ့သူရဲ့လောင်လေးစမ်းမထောင်းလေးရမျိုးတော်ဝဲဘာမှမဟုတ်ပါဘူးနာမည်ခွေးချောင်းနာမည်ခွေးချောင်းတာဘယ်လိုလဲနေမုံနေမှာရှောက်လို့လေခြင်းနေနောက်တကောင်အေးရခွေးချောင်းငါကလီးရှည်ပြီးသွားပြောစောင်းလာထိုင်းနေတာဟုတ်ကဲ့လားလေစောင်းလို့အဲ့တော့တန်လားဗျာဘလူကတွားဘာမှလည်းမဟုတ်ဖိုင်းလျှောက်ပြောနေမှငယ်ဆုံးဖြစ်ပြီးစွန့်ဦးသူကဘာမှခက်ခက်ညာညာနဲ့ဟဲ့ကမလေးဟယ်လိုဒီဘာလို့ငါကြမှာဥခွာတော့ဟောဦးလို့ခေါ်ရတဲ့အကြောင်းရသိလားဒီမဲ့ပြောင်းနေတဲ့နှစ်ဖူးလေးရဲ့ဦးနေတဲ့ဘိုက်ကလေးရဲ့ဒီလောက်ခံရတဲ့ဥပဒေရုပ်လေးမလို့ဦးလို့ခေါ်တာပေါ့အော်နှစ်ဖူးကပြောင်းတယ်ဟုတ်တယ်ဘိုက်လေးကပူတယ်ဟုတ်တယ်လေစပယ်လေးကတူတယ်အော်စပယ်လေးကခတ်တူတူနဲ့ဆိုတော့ဘာမှမပါလားစပယ်ကတူတာကိုမဟုတ်ငါသားစပင်တူကြည့်ရတာမေမေသတိရလိုက်ထားမေမေလည်းထိတ်ကစပင်လေးတူတယ်အဲ့လိုရှင်းရှင်းပြောမေတူလို့စပင်ကအော်စပင်တူတယ်ဆိုတော့ရတ္တဘုံဒီစကားတွေကခင်မောရှင်ဟာမိုက်လားပြန်တီအောင်ဖိုးလာပြီပြန်တီအောင်ဖိုးလာပြီဟာဒီလျှောက်ပြောနေမသိပဲနဲ့မသိမှတ်တာဘုံအောင်တင်ပြန်လာပြီဘုံအောင်တင်ပြန်လာပြီဟေးဘုံအောင်တင်ပြန်လာပြီဘယ်ကြောနေလားဒီကိစ္စနဲ့ပတ်သက်ပြီးဒီစကမမေဘောလို့ချစ်တဲ့ဟောလာခွေးမှာလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီစကမမေဘောလို့ချစ်တဲ့ဟောလာခွေးမှာလားဒီကိစ္စနဲ့ပတ်သက်ပြီးဒီစကမမေဘောလို့ချစ်တဲ့ဟောလာခွေးမှာလားရမခွေးရရမနီမလာရမထူလုံးလာရမခုံရမလားခွေးမျိုးတွေကိုစုံသွားတာပဲဟဲ့ကောင်မလေးလားအဲ့တော့ငါ့ကိုဘယ်လိုခေါ်လဲဦးလို့ခေါ်လိုက်တာလေဟောငါ့ကိုဦးဟောငါဦးဆိုရင်မင်းလေးကမီးပေါ့သူမင်းအိမ်ငါနေတဲ့လူကဘာကူနေဒုက္ခပဲရောက်ခမနဲ့အိမ်ငါနေပြီဒုက္ခပြမျက်စိတွေကိုနှောက်နေပြီငါဘယ်လိုခေါ်လဲဦးဟောဦးငါဦးမင်းကမီးဦးမီတဲ့အဖေအီးမှုနေနေမေဦးရမှာလားမီတဲ့အဖေအီးမှုနေနေမေဦးရမှာလားငါဦးဆိုရင်မင်းလေးကမီ please come in ဘာပြောရတော့ဟိုက်ဘာလာပြန်တော့ကလေးနိုးလွတ်နေတယ်သူရှိရောအောက်ကလေးကဘယ်ဟလို့ဟာမှမသိဘူးငါဦးဆိုမင်းလေးကမီတန်ရောစင်ကြီးတွေ့မိပြီကွယ်ဦးနဲ့သမီးတို့ရဲ့ဘဝမတွေ့ရမနေနိုင်တော့ဘူးကွယ်ဒီမေဦးရဲ့ဦးမလာတဲ့ရက်ကလေးများဆိုသမီးတို့လက်ဖြစ်တော့ဘာလို့ပြောနေစားစားလည်းနားမလဲမှတ်လားဦးရဲ့ဦးမလာတဲ့ရက်ကလေးများဆိုသမီးတို့တိတ်လွမ်းနေကျင့်ကိုရပြီချစ်တော်ဦးရဲ့ကြံစုံမလားတခေါ်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 ရဲ့ကြံတော့မစုံအဲ့ကြံကိုလက်ဝါးဆောင်နဲ့ခုတ်ပြလူကြီးလာပြီးကြံစုံသွားကိုနေမင်းလည်းဘာမှမဟုတ်တင်းအောင်မှလည်းသုံးကြချစ်ပြည့်ဟဲ့ကောင်ဘယ်နဲ့ပြည့်တော့သူကလည်းမနေ့ကခေါ်တာငါအာမေးထွက်တာပြည့်
အသေးကွဲသွားတာ တဲ့ကွ အသေးကွဲတာဖြစ် ဖြစ် ဟောဖြစ်ဆိုတာနဲ့အောင်မေအဖေပါဆင်သွားပြီအဖေရမ်းမသုံးနဲ့ခေါင်းလိမ့်လေခြေထောက်ပြီးသားရတယ် ပြင်းကကျဲထောင်းလို့ရမလားကွာလက်ပွင့်လည်းပွဲရတယ်ခင်ဗျတပွဲမှာကိုမလာဘူး ချစ် ဘယ်လိုခေါ်လဲ ချစ် Hey ချစ် Hey ပတ်ချစ်ပတ်အချစ်စောရပတ်တလာတော့ရှိတာပေါ့ပြပြပတ်တလာတော့ရှိတာပေါ့ပြပြ ဟဲ့ကောင်မင်းပြုတ်ကအပျော်ကြီးပြုတ်ဆိုတာမမတောင်းကြီးနဲ့ပတ်ရတယ်မမတောင်း မမတော့ အေး အင်းနဲ့အားနဲ့ ဟုတ်တယ် အပြုတ်ပေးပေးရေးစိတ်ပတ်တော့ဤကြခွေအပြုတ်ပေးပေးရေးစိတ်ပတ်တော့ဤကြခွေအပြုတ်ဝဝရေးစိတ်ပတ်တော့ဘန်းမုံကြီးအပြုတ်ဝဝရေးစိတ်ပတ်တော့ဘန်းမုံကြီးချီတော်ဤကံငါပတ်တော့ မင်းမဲခွဲစီ6လုံးနဲ့ ဆူလေလောက်ပြီးတော့တာကြတိုင်းတော့ဟုတ်လားမဟုတ်မင်းစာသားမှန်နေတယ်နင်းမချီတော်ကြီးကန်တော်ပေးရမှာလေစာသားရဲ့အမှန်ကကန်တော်ကြီးကိုချီကန်ပတ်တော့ဒါမှငါကရီတာပေါ့နင်းမချီတော်ကြီးလား ပြန်ရမယ်အပြုတ်ပေးပေးရေးစိတ်ပတ်တော့ ဒီကြကွေး အပြုတ်ဝဝရေးစိတ်ပတ်တော့ ဘန်းပုံကြီး ကံတော်ဤချီကံပတ်တော့ ရီတာပေါ့ ကံတော်ဤချီကံပတ်တော့ ရီတာပေါ့ ငါပြောသည်မိဖို့ တခေါ်ကြီး ကံတော်ဤချီကံပတ်တော့ ရီတာပေါ့ ငါပြောသည်မိဖို့ တခေါ်ကြီး ငါပြောသည်စေအားတခေါ်ကြီးဟာနေမင်း အေး မနက်ဖြန်တော့ပွဲတက်ပြီ ဟာဘာလို့ ခွေးဖင်ဖို့တယ် ကိုမင်းတော် ညာ ပွဲတက်မယ်ဆိုရင်လေခွေးဖင်နေမဟုတ်ဘူးကျုပ်တို့လင်မြန်းတယောက်ပို့ရပွဲတက်ဖို့ရေးကြီးတယ် ခရီးလေးစုပ်ပြသွားပါဦးမမြ တော့ပဲစီ သွား မင်းပူလားမင်းပင်လား ကိုမင်းအောင်လဲညစ်ပတ်ဘာပြောမှလည်းမသိ ဟုတ်ပါ ရဲပါလားငယ်ဆုံးလေးကမဆွမ်းတာချတ်တေးဟာ တေးစား ဟောဆောင်းမင်းကတ်လာပြီဗျာ တနာယူမြောက်ဝစ်ကြီးတာ ဟုတ်ပါ ဒါနဲ့မုန်းနေဆိုင်ကပျောက်တော့မှာ ဟာ တေးစား ဟောဆောင်းမင်းကတ်လာပြီဗျာ တနာယူမြောက်ဝစ်ကြီးတာ ဟုတ်ပါ ဒါနဲ့မုန်းနေဆိုင်ကပျောက်တော့မှာ အာဝေအောင်အေးတယ်ကွာ ဘလို့ခေါ်လိုက်တယ် ချတ်တေး ချာတင်း ချတ်တေး Hey 1 2 3 4 ဟာ အမြင်လာတော့ကြွကြမှန်ပါအောင်မယ်ကွာ Hey ချာတေး ဟေး ချာတေးညညဆိုအိမ်မရရင်ဒါနဲ့ အားရနေခိုင်း အားတော့ ဒီလုံးနေကိုင်းလုံးနေခိုင်းနေတာ အပေါ်အောင်ခေါ်ကိုမလွတ်တာလေ ကဲသွားတရားမှလည်းမဟုတ်ဘူးဘာလို့ပြောမှလည်းမသိဘူး အားလုံးတော့ပြီးသွားပြီဒီကဖိုးသားအလှဲ့ကြံတော့ မင်းတော့ကြာလာပဲငါဖေရ ကဲသွားတရားမှလည်းမဟုတ်ဘူးဘာလို့ပြောမှလည်းမသိဘူး အားလုံးတော့ပြီးသွားပြီဒီကဖိုးသားအလှဲ့ကြံတော့ မင်းတော့ကြာလာပဲငါဖေရသူကိုသူဖိုးသမားလေ ဖိုးသားပါနင့်မေဖိုးသားပါလား ဟုတ်တယ်ငါဖေကအရင်တော့ကဖိုးသမား ဖိုးသားပါ ခုဖိုးလွတ်သွားပြီ ဖိုးလွတ်တော့ဖိုးလွတ်အေးမေလို့ဖိုးကလည်းတောက်တယ်ကြီးမိုးချိုးပြစ်ထားတဲ့အတိုင်းပဲ ရှာကစားမရကားပဲ အိမ်ကျမှကစားတော့ သွားပါကြောက်မှလည်းမဟုတ်ဘာလို့ပြောကြမှလည်းမသိဘူးဘယ်ကတော့သူ့ကိုခေါ်ချင်တာဟုတ်ပြီမင်းကလည်းသူကလိုက်ကြည့်နှောက်ရှင်းနေလို့လားသူ့ကိုခေါ် အနာမကနဲ့အိမ်ကဖေလို့မှပါတယ်
မလေးဟိုကဲခန့်နေတာနော် မင်းကလည်းသူကလိုက်ကြည့်နှောက်ရှက်နေလို့လားသူ့ကိုခေါ် အနာမကနဲ့အိမ်ကဖေလို့မှပါတယ်မလေးဟိုကဲခန့်နေတာနော်လက်ဖေးပကံနဲ့ထူလိုက်လိမ့်မယ်အဲ့မဲ့ ဦးလေးရဲတွဲအတော်မရှိတော့ဘူး ခဲသွားတော့ ရက်ကာလာတိုင်းနဲ့အော်လာပါသွားပြီ အေးအဲ့ဒီကာလာသားတွေဖာချိုးတော့မယ် အာတော့မရှိပါဘူး ငမိမမတတ်ဘူးရဲ့ သူတို့ကလေသူခေါ်ကြတော့လားနှောက်ရှက်နေကြတာလို့ ဘာလို့လဲတို့ ဟုတ်လား ဘာလို့လဲ ဘာလဲ ဟိုကပြက်လုံးလုံးနဲ့မင်းကဟုတ်မှန်နေရပဲ ဟော ဟိုကပြက်လုံးလုံးနဲ့ तू အဟုတ်မှန်နေ ကိုမြင့်စွမ်းလည်းမစွမ်းနိုင်တော့ဘူးနဲ့ မစွမ်းနဲ့မင်းဖင်ခံကြည့်လိုက်လေ ဒီထီကညိုးပဲတော့ရန်တွေ့နေထီက ဘယ် ညိုး တော့ကပြောနေပြီလူရှင်တော်တွေက အားရတော့ ဖေတော်တော်ညစ်ပတ်တာပဲတဲ့ အဲ့ဒီမဲလို့ရပုံညစ်ပတ်သေးတယ်ငါတို့ရင်ညစ်ပတ်ထားတာနဲတာမဟုတ်ဘူးမနေ့ပြန်အသားဖို့ဟဲ့မင်းအဲ့တယောက်ကင်မိုးနဲ့ဆေးပလိုက်တော့မင်းစား သူကကိုယ်တည်းကျန် အဲ့လိုကိုကရရရှောင်းမပြောနေလို့ပြောနေ ခလေးရမင်းအိမ်ကြီးများလိုက်တာကွာ ဘာမို့တေကန်นี่ရိတ်ခံယူနေ ဝင်းမပြောနဲ့လို့ဘာမှပြောမှာသူတို့ကလာပြောရ အတုတ်ကြပြီတေသွားမှာ ပေါ့ဘူးပုံကြိုက်လဲအောက်ထိပြုတ်ကြလိုက်ဒါမှကျွန်တော်အမွေမြဲမြဲရအောင် ဖေးတဲ့ နဂဝမဒီမတ်တမထားရဘူးဒါကြီးကလှုပ်လှုပ်နေတာစိတ်ကဒီရောက်နေတာအစိတ်ချင်းရဲတာပါ ညလေသူလုံးနဲ့လေမထူတဲ့ပုံစံမျိုးနဲ့ခေါ်လို့ရှင်ထူးမလားလို့ အေးဝိလမနေဝိလမင်းနေဝိလမင်းငါနိုင်တာဝိလမနေဝိလ ကောင်မလေးကမြအဲ့လိုပြောရင်သွားရရှိထွက်တယ်လား ငါတော့မင်းဖင်ထိုးနေလို့လား တကယ်ပြောอ่ะညလေ